Libra ပါပဲ Libra ကြောင်နေကိုကတော့ပြန်ရှောင်းလာတယ် ဆိုင်းနေတဲမှာပေါ့နော်ကိုပြီးကဒီမေကုန်းကတော့အရင်တစ်ခေါက်ရိုက်ပြီးပေါ့နော်ဒါဒုတိယတစ်ခေါက်ပြန်ရတာပေါ့နော်ဘယ်ဆိုင်းကအပလီဆုံးလဲတဲ့ Gemini လက်ညှိုးကြီးအထိုးလိုက်တာနော်လက်ညှိုးအထိုးလိုက်တာဘာလို့တော့ သူတို့အဲ့လိုပဲအမြဲတမ်းသူများကိုအလေးနေကြ ဘလို့ပလင်းတော့နည်းနည်းလောက်ရီသားပြန်ထားအော်ယောဒီကို ဘာလို့လဲ မြင်ဘူးလား အဲ့လီကတငယ်ချင်းလားဒါမှမဟုတ်ကိုနဲ့တွေ့ဦးတယ်ရီစားလား တငယ်ချင်းပေါ့ စိတ်ဝင်စားသွားတယ်နည်းနည်းလေးပြောပြပြပါ သူကဘယ်လိုလဲဆိုတော့ popular ဖြစ်တဲ့သူတွေနဲ့တွေ့ရတယ်ကွာတယောက်ပြီးတယောက်ချင်းတယ်အဲ့လိုကွာမြင်ဘူးထားတော့သူအဲ့လိုမျိုးအိတ်ဆိုင်ကြောက်တယ် ရီသား2ယောက်3ယောက်ပြန်ထားလား အဲ့လိုလဲထားရက်ပိုင်းလေးပဲတွေ့လိုက်တာရှိတယ်အဲ့လိုမျိုးပေါ့ ယိုပြဿနာပဲအဲ့လီကယောက်ျားလေးလားမိန်းကလေးလား မင်းကလေး ဘယ်တငယ်ချင်းမဲတော့မသိဘူးเนาะဒီဗီဒီယိုမြင်တော့ Libra ပါပဲ ကိုအပလင်းဆုံးလို့ထင်တယ်ဟော တွေ့သမျှ Libra ထဲမှာနောက်ဆုံးတည်ထားတဲ့ Libra လုံးဝအရင် play လို့ အဲ့လီဘရာတငယ်ချင်းမလားဒါမှမဟုတ်ရီစားလား ဘာမှမဟုတ်ခဲ့သူရဲ့ပုံစံအစ်စ်မှန်ကိုလုံးဝဖုံးကွယ်ပြီးတော့မှကိုကလည်းမနူးမနက်လေးဆိုတော့ခံလိုက်ရတာပေါ့လုံးဝယုံကြည်သွားပြီးတော့မှဘာရှင်နေမှမဟုတ်ပဲနဲ့တိုင်းကွာအသက်ကြီး play ခံလိုက်ရတယ်သူကတော့ play သွားမယ်ဒါပေမဲ့ကိုကလုံးဝ trauma ကြီးနဲ့ကြမ်းခဲ့ရပါအဲ့ကြောင့် Libra ဆိုရင်ကြောင်နေကိုကတော့ပြန်ရှောင်းလာတယ် ရီစားမဖြစ်ခင်လေးမှာပဲ तू က ghost သွားအဲ့လိုလား အဲ့လိုပြောရမှာပေါ့ သုံးမတက်လိုက်ရတဲ့ဇလန်းလေးမစားလိုက်ရတဲ့ဇလန်း မဆောက်လိုက်ရအဆုံးမတက်လိုက်ရLibra ရလည်းအဲ့လိုမျိုးမဟုတ်ပါ မဟုတ်ပါဘူး မသိဘူး အဲ့လိုတော့မသိဘူးကိုကကိုဆိုမသိတော့ ကိုကိုဆိုမသိတော့ ကိုကတော့မပလေးဘူးလေဒီတိုင်းပဲသူတို့ရှစ်တယ်လို့မတွေးသေးလို့ပလေးတာဖြစ် ဒါပေါ့အခုကတွေ့ပြီလား အခုကတော့တွေးပြီပေါ့ တွေ့ ကိုပဲတင်တယ် ဘာလို့လောကောက်ကိုထင်တာ ကိုလည်းပလေး ဖြိုင်ထားရလားဒါမှမဟုတ်ရီစားရှိနေတဲ့နဲ့သူများကိုစပို့ရလား အဲ့လိုတော့မလုပ်ဘူး ဘယ်လိုတော့ ကျောင်းမတရားကျောင်းပြီးကနေတော့ထား အသာ ကျောင်းမကြောက်ကြတာဒီကတော့များတော့များ